တငယ်ချင်းတေကြားထဲမှာဒီလိုတေလိမ်ပြလိုက်မင်းကိုဆရာတင်သွားစေရမယ်နောက်ဆုံးကွက်ကတော့အမိုက်ဆုံးပဲကျွန်တော်ကတော့အဖက်ပါဗျာဘောလုံးအခြေခံတင်ပေးမှာမို့ဖော်လို့နှိပ်ခဲ့နော်ဘွေပုံစံလှည့်စားခြင်းအသင်းဖော်တယောက်စီဘောလုံးပေးတော့မဲ့အတိုင်းလုပ်ပြပါပြီးရင်ဘောလုံးကိုနောက်ဆွဲပြီးတခြားလမ်းကြောင်းတစ်ခုစီသွားလိုက်ပါ6ခြေထောက်နောက်ဖက်ဆွဲလှည့်ခြင်းပြိုင်ဘက်ကဘောလုံးလူးဖို့ကြိုးစားတဲ့အခါတင့်ခြေဘွားအောက်ခြေကိုတုံးပြီးနောက်ကိုဆွဲယူပါပြီးရင်ခြေဘွားအတွင်းပိုင်းကိုတုံးကဘောလုံးကိုတင့်ခြေထောက်နောက်ဖက်စီတွန်းပို့ပြီးဖြတ်ထုတ်မှုနဲ့ဝေးရာစီရွှေ့လိုက်ပါ9ကိုဟန်ပြလှည့်စားခြင်းလမ်းကြောင်းတစ်ခုစီအရှိန်မြင့်ပြီးတော့မဲ့အတိုင်းကိုကိုင်းလိုက်ပါပြီးရင်တခြားခြေထောက်တစ်ဖက်ကိုတုံးပြီးဘောလုံးကိုတခြားဘက်စီတွန်းထုတ်လိုက်ပါ10အတွင်းဘက်လှည့်ပတ်ကျော်ခြင်းခြေထောက်တစ်ဖက်ကိုတင့်ခန္ဓာကိုယ်ကိုဖြတ်ပြီးဘောလုံးရဲ့အရှိဘက်ကနေဝိုက်ယူပါပြီးရင်အဲ့ဒီခြေထောက်ရဲ့အပြင်ပိုင်းကိုပဲတုံးပြီးတခြားဘက်စီသွားလိုက်ပါရက်ပြီးသွားခြင်းစီကြောင်းအတိုင်းပြေးနေတဲ့အခါခြေဘွားအတွင်းပိုင်းကိုတုံးပြီးဘောလုံးကိုခဏတာရက်လိုက်ပါပြီးရင်တခြားခြေထောက်တစ်ဖက်ကိုတုံးပြီးဘောလုံးကိုအဲ့ဒီလမ်းကြောင်းအတိုင်းအမြန်တွန်းထုတ်လိုက်ပါ